ဘူထိုးစရာမလိုပဲနဲ့ပေးလိုက်တတ်အောင်လုပ်တဲ့နေကိုမျှဝေပေးခြင်းပါတယ်ဒါကတော့ကျွန်တော်တို့ပေးတွေ admin အနေနဲ့ယူထားပြီဆိုရင် admin account ကနေပြီးမှကျွန်တော်တို့ live follower တက်အောင်ဘူထိုးတာအပြင်တခြားလုပ်လို့ရတဲ့တမန်ရိုးကြနည်းလမ်းတွေအများကြီးရှိပါတယ်ကျွန်တော်အဓိကလုပ်လို့ရတာကတော့ invite လုပ်တဲ့နေပေါ့နော်တော်တော်များများလဲတည်ပြီးဖြစ်မှာပါဒါပေမဲ့မသိသေးတဲ့လူတွေတော့ကိုရည်ရွယ်ပြီးတော့ကျွန်တော်ပြောပြပေးပါမယ်ကိုယ့်ရဲ့ account ကနေပြီးမှကိုယ့်ရဲ့ page တွေကိုဝင်ပြီးတော့အဆက်သုံးဆက်ကနေပြီးမှ invite friend လုပ်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ follower တွေကိုကျွန်တော်တို့ရဲ့ friend တွေစီကိုအရောက်ပို့လို့ရပါတယ်အဲ့ဒီခါမှာကျွန်တော်တို့ဘယ်လိုမျိုး invite လုပ်ရမလဲ invite လုပ်တဲ့နေရာမှာဘယ်လိုမျိုးအချက်တွေတတိထားရမလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ page ကိုနမူနာ invite လုပ်ပြီးတော့လုပ်ပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကြည့်လိုက်ကြအောင်ဗျာပထမဆုံးကျွန်တော်တို့ account လေးကိုတစ်ချက်ဝင်ရမှာဖြစ်ပါတယ် okay account လေးကိုဝင်ပြီးတာနဲ့ page invite လုပ်ဖို့အတွက်page လေးကိုဝင်ရမှာဖြစ်ပါတယ် page လေးကိုဆက်ပြီးတော့ဝင်ရမှာဖြစ်ပါတယ် page ကိုဝင်တဲ့အခါကျရင် page လေးကိုတိုက်ရိုက်ဝင်တာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်အပြင်ကနေဝင်တဲ့ပုံစံမျိုးနဲ့ဝင်ရမှာဖြစ်ပါတယ်ပြီးသွားရင်အဆက်34ရှိပါတယ်အဲ့ဒီအဆက်34ကနေပြီးမှတစ်ချက် invite friend လောက်ရမှာဖြစ်ပါတယ်ဆိုတော့အဆက်34ကိုတစ်ချက်နှိပ်လိုက်မယ်အခုလိုမျိုး invite friend ဆိုတာလေးပေါ်လာမှာဖြစ်ပါတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်ဆိုတာနဲ့ကျွန်တော်တို့ရဲ့ page ကို account ထဲမှာရှိတဲ့ friend တွေမြင်အောင် invite လုပ်လို့ရပြီပဲဖြစ်ပါတယ်ဒီနေရာမှာအကုန်လုံးကို select မှတ်ပြီးတော့ invite လုပ်လို့ရပါတယ်အခုလိုမျိုး invite လုပ်တဲ့ခါကျရင်ကျွန်တော်တို့အကုန်လုံးကို select all လုပ်ပြီးတော့ invite မလုပ်သင့်ပါဘူးတစ်ခါ invite လုပ်တယ်ဆိုရင်ကျွန်တော်တို့ select all မလုပ်ဘဲနဲ့150ဝန်းကျင်လောက်ပဲ select မှတ်ပြီးတော့ invite ခွဲပြီးတော့လုပ်သင့်ပါတယ်တနေ့ကို2ကြိမ်3ကြိမ်ပေါ့နော် invite 150လောက် select မှတ်ပြီးတော့လုပ်သင့်ပါတယ်ဘာလို့လဲဆိုတော့အကုန်လုံးကို select all လုပ်ပြီး invite လုပ်မယ်ဆိုရင် account ဘန်းခံထိတတ်ပါတယ်နောက်တစ်ခုကကျွန်တော် invite လုပ်တဲ့အချိန်ကိုသတ်မှတ်တင်ပါတယ် invite လုပ်တာကိုကျွန်တော်အချိန်တိုင်းလုံးမနေပဲနဲ့ကိုယ့်ရဲ့ friend တွေ online active ဖြစ်မဲ့အချိန်ကိုရွေးပြီးတော့လုပ်ပေါ့နော်ကိုယ့်ရဲ့ friend တွေ online active ဖြစ်မဲ့အချိန်မဟုတ်ဘူးဆိုရင်သူတို့ကို invite လုပ်တာကိုတွေ့မှာမဟုတ်ပါဘူးကို invite လုပ်တာကိုချက်ချင်းတွေ့ဖို့အတွက်ဆိုရင်သူတို့ online active ဖြစ်တဲ့အချိန်ကိုကိုယ့်ဘက်ကမှန်းပြီးတော့လုပ်ဆောင်တင်ပါတယ်ဒါမှသာလျှင်ကျွန်တော်တို့ invite လုပ်တာကိုသူတို့ဘက်ကမြင်ပြီးတော့လက်ခံပေးမှာဖြစ်ပါတယ်ဒါမျိုးလုပ်ဆောင်မယ်ဆိုရင်တော့ကျွန်တော်တို့ထဲမှာကျွန်တော်တို့ account ထဲမှာရှိတဲ့ friend တွေက page ထဲကိုရောက်လာမှာဖြစ်ပါတယ်ဒီနေ့အဖြစ်ဘူထိုးရမလို့ပဲနဲ့ကိုယ့်ရဲ့ page က like follower များလာမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးပဲဆင်ပြေကြပါစေဒါကတော့ဘူထိုးရမလို့ပဲနဲ့ like follower တက်တဲ့နည်းကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်အားလုံးပဲကျေးဇူးထူးတင်ပါတယ်ခင်ဗျာ